လုံးမိတ်မင်္ဂလာပါရှင်ဒီကိုတယောက်ကပါနော်မေးထားတယ်အဲစီရင်ကိုထိုင်းလို့ဘယ်လိုပြောရမှာလဲဆိုတော့အဲစီရင်တိုင်တာကြတော့แจ้งที่พักအဲစီရင်တိုင်တာကြတော့แจ้งที่พักအဲစီရင်ကအကုန်လုံးမဖြစ်မနေတာရမှာပါနော်တခု knowledge ပြောပြပေးမယ်အဲစီရင်ကလူတိုင်းကိုနေတဲ့နေရာကိုအဲစီရင်တိုင်ရမှာဖြစ်တယ်တောင်းပြီးတော့အင်္ဂလိပ်လိုခေါ်လို့ရှိရင် TM30 လို့ခေါ်တယ်အဲ့ဒါက website ကနေလည်းလောက်ကြရတယ်ဒါမှမဟုတ်ရဲ့ website ကနေလောက်တာလွယ်လွယ်လေးပဲ website ကနေကိုကမလောက်တဲ့လို့ရှင်ငါအဲ့လိုမျိုးတချို့တွေကြဝန်ဆောင်မှုတွေယူကြတယ်တချို့တွေကြတော့လဲimmigration ကိုတွားပြီးတော့တိုင်လို့ရတယ်တချို့အဲ့ဒါကြတော့အမှန်တကယ်ကြတော့အင်ရှင်ရောလာနေတဲ့လူရောမှာတာဝန်ရှိတယ်ပေါ့နော်တချို့တွေကြတော့အင်ရှင်စိတ်ကောင်းတော့အင်ရှင်ကလှုပ်ပေးတယ်တချို့တွေကြတော့ကိုပါကိုလှုပ်ယူရတယ်ဈေးလည်းမကြည့်ဘူးပေါ့နော်အဲ့လိုမျိုးလှုပ်ကြတဲ့လူတွေရှိတယ်โอเคအဲစင်းတိုင်တာကိုแจ้งที่พักအဲစင်းတိုင်တာကိုแจ้งที่พักအင်္ဂလိပ်လိုပြောရင်တော့ TM30 ပေါ့နော်ဟုတ်ကဲ့ဗီဒီယိုလေးကြိုက်လို့ရှင် like and share လေးလုပ်ပေးပါအောင်ရှင်သူကတော့အရန်ပါခြင်းနေတယ်